ရှင်ကျမကတော့ဒီချုံနိုင်ငံသက်ကွန်ကြီးစင်တာကစခေပြန်ကြည့်တွေ့အောင်ဖြစ်ပါတယ်ရှင်ဒီအလုပ်ထွက်ပြီးတော့စာချုပ်ချုပ်ထားတဲ့သူတွေပေါ့နော်အမေးများရဲ့မိကွန်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာတင်ပေးပါမယ်နော် TikTok မှာလည်းတင်ပေးမှာဖြစ်တဲ့အတွက် TikTok မှာအသေးလေးနှိပ်ပေးသွားပါမယ်နော်ဟုတ်ကဲ့ပါတော့အလုပ်စာချုပ်ချုပ်ပြီးလိုက်ပြီးတော့မေးကြတယ်ပေါ့နော်ကျွန်မအမကြီးတတိယတော့စာချုပ်ချုပ်ပြီးသွားပြီဒီကျွန်တော်တို့ IT ကန်နောက်မှာဘာမှလည်းမရိုက်ထားဘူးပြဿနာရှိလားလို့မေးတဲ့သူတွေပေါ့နော်ဒီဗီဒီယိုလေးကိုစိတ်ထားပေးပါဒီပေါ့နော်အရင်ဆုံးကိုယုံစင်တာမှာအလုပ်စာချုပ်ချုပ်ပြီးသွားပြီဆိုလို့ရှိရင်နံပါတ်1ကစာချုပ်ချုပ်ပြီးရတဲ့အလုပ်ရှင်ကနံပါတ်2ကလာဝကမှာအလုပ်ခွင့်ပြုချက်ယူရတယ်ပေါ့နော်စာချုပ်ချုပ်ပြီးရတဲ့အလုပ်ကတတိအလုပ်ဖြစ်တယ်အလုပ်ခွင့်ပြုချက်လာဝကမှာတောင်းရတဲ့အလုပ်ဒီအလုပ်သမားရဲ့အလုပ်ဖြစ်တယ်ပေါ့နော်များသောအားဖြင့်အလုပ်ရှင်တွေကနိုင်ငံသားတွေသူတို့လာဝကမှာသွားပြီးတော့မလုပ်တတ်မှာဆိုလို့ဆိုပြီးတော့အလုပ်ရှင်တွေကများသောအားဖြင့်လုပ်ပေးတယ်ဒါပေမဲ့တချို့တလေအလုပ်ရှင်တွေခုထိရှိတယ်ပေါ့နော်ဒါသူတို့လုပ်ကမဲ့လုပ်ဆိုပြီးတော့စာရွက်စာတမ်းတွေပြီးလေပြီးမင်းတို့ပါနမင်းတို့လာဝကမှာတွားလျှောက်ပါလို့သွားလုပ်ခိုင်းတဲ့သူတွေလည်းရှိတယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်လာဝကမှာခွင့်ပြုရယူရတဲ့အလုပ်တွေမိမိလုပ်လို့မှတ်ထားရပါတယ်။အဲ့တော့စာချုပ်သွားချုပ်ပြီးဆိုရင်ကိုယုံစင်တာမှာပေါ့နော်လုပ်ရှင်နဲ့စာချုပ်ချုပ်လိပ်ပြီးဆိုရင်ဥမာဆိုပါတော့ဒီနေ့20ရက်နေ့စာချုပ်ချုပ်တယ်ဆိုလို့ရှိရင်ဂုံစင်တာတာဝန်ရှိတဲ့သူကမေးတယ်တတိကိုလာဝကမှာခွင့်ပြုချက်ဘယ်တော့ယူမှာလဲလို့မေးတယ်အဲ့တော့ငါတို့အခုဒီနေ့ပဲရုံးပြန်ရောက်တာနဲ့ကွန်ပျူတာနဲ့ရုံးခန်းထဲကနေပြီးဟိုက်ကိုရီးယားကနေပြီးတော့ယူလိုက်မယ်ပေါ့နော်ဆိုလို့ရှိရင်သူတို့ကဒီနေ့ဒိန်းနဲ့စာချုပ်ချုပ်ပေးတာပေါ့ချို့အလုပ်ရှင်တွေကငါတို့ကကွန်ပျူတာနဲ့တိတ်မလုပ်တတ်ဘူးလာဝကကိုဒါတိုက်သွားမယ်ဆိုလို့ရှိရင်အမြဲတမ်းကိုယုံစင်တာကစာချုပ်ကို3-4ရက်လောက်ခွာပြီးတော့ချုပ်ပြီးတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့စာချုပ်ချုပ်ပြီးတာနဲ့အလုပ်တန်းလုပ်လို့မရဘူး။လာဝကကနေပြီးတော့ခွင့်ပြုချက်ယူပြီးတော့မှအလုပ်လုပ်လို့ရတယ်။လာဝကနေခွင့်ပြုချက်မယူဘဲနဲ့အလုပ်တန်းလုပ်တယ်ဆိုလို့လုပ်တန်းပြီးတော့လုပ်တယ်ဆိုလို့ရှိရင်လာဝကစစ်ဆေးလို့ပြီးလို့ရှိရင်လုပ်တဲ့အလုပ်သမားကအလုပ်ရှင်ကဒဏ်ငွေဆောင်ရတယ်ပေါ့နော်။အဲ့တော့အဲ့လိုမျိုးဒဏ်ငွေဆောင်ရတဲ့သူတွေလည်းအများကြီးရှိတယ်ပြီးခဲ့တဲ့ဘက်ကတည်းကပေါ့နော်။အဲ့အတွက်ကြောင့်မို့လို့မိမိစာချုပ်ဘယ်နည်းချုပ်တာလဲဆိုတာလဲသိဖို့လိုတယ်အဲ့တော့ဘယ်နည်းစာချုပ်ချုပ်တာလဲကိုယ့်ရဲ့စာချုပ်ကိုတောင်းပြီးတော့ကြည့်လို့ရတယ်ကိုယ့်ရဲ့ EPS ထဲမှာလဲစစ်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်စာချုပ်ချုပ်ပြီးတာနဲ့အလုပ်တန်းလုပ်လို့မရဘူးဆိုတာသိသွားမယ်ပေါ့နော်စာချုပ်ချုပ်တဲ့နေ့ကတော့အဲ့နေ့ပဲဆိုလို့ရှိရင်တော့တန်းပြီးတော့လုပ်လို့ရတာပေါ့နော်လာဝကမှာခွင့်ပြုချက်မရသေးပဲနဲ့အလုပ်တန်းလုပ်လို့မရဘူးเนาะအဲ့တော့လာဝကမှာခွင့်ပြုချက်ယူရတဲ့အလုပ်တွေအလုပ်သမားလုပ်ဖြစ်တာဖြစ်တဲ့အတွက်ဒီ High Korea ပေါ့နော်လာဝက website က High Korea ဖြစ်တယ် High Korea မှာ ID နဲ့ password ပေါ့နော်လုပ်ထားမှာဖြစ်ပါတယ်အဲ့တော့ High Korea မှာအလုပ်ရှင်ကနေလုပ်ပေးတယ်ဆိုရင်တော့မိမိရဲ့ ID နဲ့ password ကို High Korea ရဲ့ ID password တိမှအဲ့ထဲကိုဝင်ပြီးတော့စာရွက်စာတမ်းအနေနဲ့ရှောက်လွှာတင်ပေးလို့ရတာပေါ့နော်အဲ့တော့ High Korea ID password မလုပ်ကြသေးတဲ့လူတွေကိုညီလို့ရှင်းနေဆိုရင်ကျမတို့စင်တာမှာလာပြီးတော့ High Korea ID နဲ့ password ရှောက်ခိုင်းလို့ရပါတယ်เนาะအဲ့တော့ High Korea နေပြီးတော့ပေါ့နော် online ကနေပြီးတော့တင်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာပေါ့နော်အလုပ်ရှင်နာမည်အလုပ်ရှင်စက်ရုံနာမည်ပေါ့နော်စက်ရုံရဲ့လိပ်စာအကုန်လုံးရိုက်ပြီးတော့တင်လိုက်ကြတာဖြစ်တဲ့အတွက်အခုကတော့ AI ခစ်ပဲရှိသေးတယ်ပေါ့နော်ဟက်ချလောင်းခစ်ကမဖြစ်သေးဘူးအဲ့တော့ကိုလုပ်ရှင်ကမိမိရဲ့ပေါ့နော်အလုပ်ခွင့်ပြုချက်ကို online ကနေပြီးတော့တင်လိုက်တယ်ဆိုရင်တော့ဟက်ချလောင်းဆိုပြီးတော့ကိုယ့်ရဲ့ ID ကန်နောက်မှာစက်ရုံလိပ်စာတွေပါတယ်မထွက်လာအောင်လေနော်အဲ့တော့တတိယနေပြီးတော့ကိုယ်တိုင်တင်ပေးလိုက်တယ်ဆိုရင်အော်ဒီမှာငါတို့လာဝကမှာတင်ပြီးွားပြီဆိုပြီးစာရွက်ကလေးတွေထုတ်ပေးတယ်ပေါ့နော်အဲ့တော့လာဝကမှာတင်ထားတယ်ဆိုစာရွက်လေးထုတ်ပေးပြီးွားလို့ရှိလို့ရှိရင်ရက်20ပေါ့နော်ရက်20လောက်ကြာပြီဆိုလို့ရှိရင်ကိုကဒီ ID ကတ်ကလေးနောက်မှာပေါ့နော်ကိုရဲ့ဗီဇာတက်တန်းစက်ရုံလိပ်စာပေါ့နော်အခုလက်ရှိနေတဲ့လိပ်စာလေးကိုရေးစီခြင်းနဲ့ဆိုလို့ရှိရင်လာဝကမှာတွားပြီးတော့ရေးခိုင်းလို့ရပါတယ်เนาะမြန်မာပြည်ကိုမဖြစ်မနေအလေပြန်မဲ့သူတွေရှိတယ်ဆိုလို့ရှိရင်တော့မဖြစ်မနေလာဝကမှာတွားရေးခိုင်းလို့ရတယ်မြန်မာပြည်ကိုပြန်ဖို့မရှိဘူးဆိုလို့ရှိရင်တကူတကသွားမရေးခိုင်းလဲရတယ်ပေါ့နော် online ကနေပြီးတော့ရှောက်ထားတယ်ဆိုတာကို ID ကရိုက်ချတာနဲ့ဒီလိပ်စာမှာနေတဲ့ဒီ company မှာနေတဲ့ဗီဇာတက်တန်းဘယ်လောက်ရှိတယ်ဆိုတာကိုသိထားတယ်ဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့တတိကိုစိတ်ပူလို့မေးချင်တယ်ဆိုရင်စာချုပ်ချုပ်ပြီးတာနဲ့ပေါ့နော်အလုပ်လုပ်ရတယ်ဆိုရင်စာချက်နဲ့နာဝကမှာပေါ့နော်ခွန်မူချောဟောကဖြောင်းဖြောင်းရှင်းချောင်းလုပ်ပြီးွားပြီလားလို့မေးပါမေးလို့တတိယဒါဟစ်စော်ရောကိုကျုံဟာကြီးမဆဲရောစိတ်မပူနဲ့ဆိုလို့ရှိရင်ဒါတတိယလျှောက်ပြီးလို့ဖြစ်ပါတယ်เนาะတတိယလျှောက်ပြီးွားပြီကို ID ကန်နောက်မှာစာလေးရေးခြင်းနဲ့ဆိုရင်ရက်20လောက်ကျော်လို့ရှိရင်နာဝကမှာတွားပြီးတော့ရေးခိုင်းလို့ရပါတယ်ရှင်ဟုတ်ကဲ့ကျမတို့မေးများတဲ့မေးခွန်းလေးကိုဒီဗီဒီယိုလေးမှာတင်ပေးထားပါတယ်เนาะအဲ့တော့ဒီဗီဒီယိုလေးကအကိုရီမောင်လေးအတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် like လေးတွေ share လေးတွေလုပ်ပေးကြပါเนาะအားလုံးအဆင်ပြေကြပါစေ